Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မြန်မာတွေကြိုင်ငါးငပိဟင်းလေးချက်စားမှာပါဖြစ်ပါတယ်ရှင်ငါးငပိကိုကြိုစားရတာကိုရိုးအီနေပြီလားငါးငပိဟင်းလေးပြောင်းချက်စားကြည့်ပါရှင်ပဝင်ပစ္စည်းတွေကတော့ငါးငပိရယ်မြကြီးနှဲကိုရေစိမ်ထားပေးပါမယ်ရှင်ကြက်သွန်ဖြူအကျန်းဘက်လေးကိုထောင်းထားပေးမှဖြစ်ပါတယ်ရှင်ကြက်သွန်ဖြူလေးကိုထောင်းထားပေးနေတဲ့အချိန်မှာငါးငပိလေးကိုကြိုထားပေးရမှာပါရှင်ငါးငပိလေးကြိုထားပေးပါတယ်ရှင်အခုလိုငရုတ်သီးလေးထောင်းထားတာလေးလည်းညှက်ပြီးဆိုရင်တော့ငါးငပိကြိုထားတာလေးတစ်ချက်တက်ကြည့်ပေးမယ်နော်ငါးငပိကကြိုထားတဲ့ငါးငပိလေးကိုငါးသားလေးကြည့်ပြီးလားဆိုတော့တစ်ချက်လောက်ကြည့်ပေးမယ်ငါးသားလေးကြည့်ပြီးဆိုရင်တော့ချတာပေးပြီးတော့ငါးရိုးလေးတွေကိုစစ်ထားပေးရမှာပါရှင်ငါးငပိလေးစစ်ထားတာလေးရပြီဆိုရင်စီအိုးလေးကိုတည်တင်ပါမယ်ရှင်စီအိုးလေးပူလာပြီဆိုရင်စီလေးကိုထည့်ပါမယ်ရှင်စီပူလာပြီဆိုမော်လေးထည့်ထားတာလေးဆူလာပြီးဆိုရင်ထောင်းထားတာလေးကိုထည့်ပေးပါမယ်ထောင်းထားတာလေးကိုစီအိုးထဲကိုထည့်ပြီးတော့စီတက်ပေးပါမယ်ငရုတ်ကြီးလေးစီပေးလာပြီးဆိုရင်ငါးငပိလေးစစ်ထားတဲ့ငါးငပိလေးကိုထည့်ပါမယ်ရှင်ရတာမဟုတ်ဘူးတော့အချို့မှုတ်လေးတစ်မျိုးပဲထည့်ရမယ်နော်စားကတော့ထည့်စရာမလိုဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့ငါးငပိကအငန်တက်ပါနေပြီးသားမလို့ပေါ့ကလေအော်ဒီရှိလို့ရှိရင်လည်းကလေအော်ဒီလေးထည့်ပေးရပါတယ်ညီမကတော့ကလေအော်ဒီရှိတဲ့အတွက်မြတ်ဒီလေးပဲထည့်ပါမယ်ရှင်မြတ်ဒီလေးကိုက်စားလို့ရှိရင်မှုလေးဖြစ်နေရအောင်ပေါ့နော်ငါးငပိလေးကိုထူလာအောင်5မိနစ်လောက်အဖုံးလေးအောက်ထားပေးပါမယ်ရှင်ငါးငပိလေးထူလာပြီးဆိုရင်မကြီးမဲ့လေးထည့်ပေးပါမယ်ရှင်မကြီးမဲ့လေးကိုတော့စုံကလေးနဲ့ချိန်ထည့်မှာပေါ့နော်ချိန်များသွားမှဆိုလဲတော့ပြစ်လေးတွေတော့အဲ့ဒါဒီမှာအစိုးစားလေးထည့်ပေးရပါမယ်ရှင်နဲ့သွားရအောင်မှုကြည့်လိုက်မယ်မွေးပြီးရင်အရသာလေးကိုမြည်ကြည့်ပါမယ်ရှင်တော့ပါပဲငါးငပိကိုရတော့ပါပဲဒီဆိုရင်စီလို့ရှိရင်ချပြီးရပါပြီခုလိုချက်ထားတဲ့ငါးငပိဟင်းလေးရပြီဆိုရင်တော့ငါးငပိဟင်းလေးနဲ့တွဲစားဖို့တငင်းသီးပြော့ရယ်ကော်ပီတုံးပြော့ရယ်ငင်းခွာရွက်တခွားတီလေးနဲ့တို့စားမှာပါဖြစ်ပါတယ်ရှင်ငါးငပိကြိုစားရတာကိုရိုးအီနေပြီဆိုရင်တော့ဒီလိုငါးငပိဟင်းလေးကိုချက်စားကြည့်နော်အရန်ကိုစားလို့ကောင်းပါတယ်ရှင်အားလုံးပဲစားကြပါအောင်ရှင်